စိတ်ဝင်စားစရာတစ်ခုပြောပြမယ် open circuit နဲ့ short circuit အကြောင်းအုံလုံးနဲ့နှမ်းချိန်ပြီးတော့လေ့လာကြည့်မယ် short circuit ဆိုတာဟစ်စစ်စီးနေတဲ့ဝါယာကာဘာတွေပေါက်ပြဲပြီးဝါယာကျိုးနှစ်ချောင်းပူးတာဒါမှမဟုတ်ဝါယာကျိုးနှစ်ချောင်းနဲ့ပူတဲ့ဝါယာတွေချင်းချင်းပူးကုန်တာနောက်တစ်ခုကဟစ်စစ်စီးနေတဲ့ဝါယာကျိုးရဲ့ကာဘာတွေပေါက်ပြဲပြီးတန်မော်ဒီတွေကိုထိဆက်သွားတာဒါကိုပိုပြီးရှင်းရှင်းလင်းလင်းသိရအောင် short circuit တိုက်တွေကိုလေ့လာကြည့်မယ်ဝါယာကျိုးတွေရဲ့ကာဘာပေါက်ပြဲပြီးတော့လိုလားအပ်တဲ့အခြေအနေတစ်ခုဖြစ်တဲ့ဒီ short circuit တွေရဲ့အမျိုးအစားကိုလေ့လာမယ်ဆိုရင် single phase system သုံးတဲ့ N326 residential circuit မှာတော့ line to ground fault နောက်တစ်ခုက line to neutral short circuit တို့ပဲဖြစ်တယ် 3 phase system သုံးတဲ့ဒီ industrial တိုက်တွေမှာတော့ single line to ground fault double line to ground fault line to line fault နဲ့ကျွန်တော်တို့3 phase short circuit ဖြစ်ပါတယ် short circuit ကိုအုံလုံးရဲ့ပုံသင်နည်းတိုင်းလေ့လာကြည့်မယ်ဆိုရင်ဝါယာကျိုးနှစ်ချောင်းထိမိတဲ့အတွက်ကြောင့်မို့ low resistance ပတ်ခြေနေတစ်ခုဖြစ်သွားခဲ့တာပါအဲ့ဒီအတွက်ကြောင့်မို့ R ရဲ့တန်ဖိုးက0ဖြစ်သွားပါတယ်အဲ့ဒီမှာအုံလုံးရဲ့ equation အရ is equal to v/r r တန်ဖိုးက0ဆိုတော့သင်္ချာနည်းအရပိုင်းကျ0ဆိုရင်ကားရဲ့တန်ဖိုး I ရဲ့တန်ဖိုးက infinity ဖြစ်သွားတာပါဒီလို short circuit ဖြစ်လို့ရှိရင် ampere တွေကမရေမတွက်နိုင်အောင်များပြားပြီး heat တွေတက်မယ် fire ကျွန်တော်တို့မီးတွေလောင်ကျွမ်းနိုင်တယ်ဒီလိုအနေများတဲ့အခြေအနေတစ်ခုဖြစ်သွားတာပါ